ရှေးလွန်လေပြီးသောအခါကဝိရဟတဲ့တိုင်းမိထီလာပြည်ကြီးတွင်မဟာဇနကမင်းကြီးစိုးစံအုပ်ချုပ်တော်မူလေသည်မင်းကြီးမှာသားတော်နှစ်ပါးရှိပြီးသားတော်ကြီးဖြစ်သူအရိထဇနကကိုအိမ်ရှင်မင်းရာခန့်အပ်ထားကသားတော်ငယ်ဖြစ်သူဘောလာဇနကကိုတော့စစ်တေနာပတိဖြစ်ခန့်အပ်ထားခဲ့ပါတယ်မဟာဇနကမင်းကြီးလက်ရဆန်သောအခါသားတော်ကြီးအရိထဇနကကထင်းနှန်းကိုဆက်ခံပြီးညီတော်ပေါလာဇနကကိုအိမ်ရှင်မင်းအရာပေးသနာခဲ့ပါတယ်။အိမ်ရှင်မင်းပေါလာဇနကရဲ့အနားမှာရှိတဲ့ကျွန်းယုံတော်တဦးကတော့၎င်း၏အလိုဆန္ဒအတိုင်းဖြစ်မလာသည်ကိုမိမိရှင်ပေါ်အညှို့ဖြင့်မင်းကြီးအရိထဇနကထံဂုံချောစကားတွေကိုစတင်ပြောဆိုပါတော့တယ်။အဲ့ဒီကျွန်းယုံတော်ဟာမင်းကြီးအရိထဇနကစီသွားရောက်ပြီးညီတော်ပေါလာဇနကဟာထီးနှန်းကိုလူယူဖို့ကြံစည်နေပြီးမင်းကြီးရဲ့အသက်အန္တရာယ်ကိုပါရန်ပြုဖို့လှုံ့ဆော်နေပါတယ်လို့မဟုတ်မမှန်လှုပ်ကြံလျှောက်တင်มาတော့တယ်။အစာပိုင်းမှာတော့မင်းကြီးကမယုံကြည်ခဲ့ပါဘူး။သို့တော်လည်းအဲ့ဒီကျွန်းတော်ကအချိန်ချင်းခါခါလာရောက်ဂုံချောတဲ့ခါမှာတော့မင်းကြီးဟာတန်တရားဝင်လာပြီးတေချာစုံစမ်းစစ်ဆေးမေးမြန်းခြင်းမပြုဘဲညီတော်ပေါလာဇနကကိုဖမ်းဆီးခိုင်းလိုက်ပါတယ်။ထို့နောက်ခြေချင်းတွေခတ်ပြီးအဆောင်လျှော့ခိုင်းမှနဲ့အကျဉ်းထောင်ထဲမှာပိတ်လောင်ထားလိုက်ပါတော့တယ်။အကျဉ်းထောင်ထဲရောက်နေတဲ့ညီတော်ပေါလာဇနကဟာစိတ်ဓာတ်မကျပဲမှန်ကန်တဲ့သစ္စာစကားကိုအခုလိုအထိတ်ထန်ဆိုလိုက်ပါတယ်။ငါသည်နောင်တော်မင်းကြီးပေါ်ရန်သူစိတ်မွေးပြီးပြစ်မှားခဲ့တာမှန်ရင်ဒီအချုပ်နောင်တွေမပြုတ်ပါစေနဲ့။တကယ်လို့ငါဟာနောင်တော့အပေါ်ရန်သူစိတ်မထားပဲမှန်ကန်နေတယ်ဆိုရင်တော့ဒီအချုပ်နောင်တွေအလိုအလျောက်ပြုတ်ပါစေတည်း။ဘောလာဇနကရဲ့တစ္ဆာအာနုဘော်ကြောင့်ခြေချင်းတွေနဲ့အချုပ်နောင်နိုင်ရာချက်ချင်းဆိုသလိုပြုတ်ထွက်သွားပါတယ်။ဘောလာဇနကဟာအကျဉ်းထောင်ထဲကနေလွတ်မြောက်လာတဲ့အခါမှာတော့သူ့ရဲ့ဖုံးကန်ကြောင့်ဘယ်သူမှမဖမ်းဆီးဝင်ကြပါဘူး။ဒါနဲ့သူဟာမြို့ပြင်ကပြစ်စရိတ်ရွာတစ်ခုမှာတွားရောက်ခိုလုံနေထိုင်ခဲ့ပါတယ်။